1990ပြည့်နှစ်ချီကာဂိုမြို့မှာစာဟီလို့ခေါ်တဲ့ကောင်လေးတယောက်ဟာအေးဆက်တဲ့လမ်းမပေါ်မှာပြေးလွှားသွားရင်အပေါင်စံလေးဒီဇိုင်နဲ့ဝင်သွားပါတယ်။သူကသူ့ရဲ့လက်စွပ်လေးကိုကောင်တာပေါ်မှာအပြစ်ကင်းစွာတင်လိုက်ပေမဲ့ဆန်ရှင်ကသူမျှော်လင့်ထားတာတက်အများကြီးနေတဲ့$5ပဲပြန်ပေးပါတယ်။သူ့ရဲ့စိတ်ပြက်နေတဲ့မျက်နှာကိုမြင်တော့ဆန်ရှင်ကသူ့ရဲ့လက်ပတ်နိုင်ကိုလက်ညှိုးထိုးပြပြီးရောင်းဖို့ပြောရမယ်အဲ့ဒါသူ့ရဲ့ကံကောင်းကြီးနိုင်ပြီလို့သူကမဆုံးရှုံးခြင်းပဲဖြစ်နေပါတယ်။ဒါပေမဲ့ဆန်ရှင်က$20ထပ်တိုးပေးတဲ့ခါမှာတော့စာဟီကခိတ္တစဉ်းစားပြီးမှမချီမဆန့်သဘောတူလာပါတယ်။ပတ်စံကိုယူပြီးသူ့အဖေစီကိုပြေးလွှားသွားတဲ့ခါမှာတော့လူမိုက်တစုကသူ့လမ်းကိုပိတ်ရက်လိုက်ပါတယ်။သူတို့ကသူ့ကိုပြင်းပြင်းထန်ထန်လှောင်ပြောင်ပြီးပတ်စံကိုလူ့ကိုသွားကြပါတယ်။သူတို့သူ့ကိုဝိုင်းရိုက်တော့မဲ့ချိန်မှာပဲစာဟီကအမြန်တုံ့ပြန်လိုက်ပြီးလူမိုက်တယောက်ကိုမြေကြီးပေါ်လှည့်ချလိုက်ပါတယ်။သူ့ပတ်စံကိုပြန်လို့ပြီးခေါင်မိုးပေါ်ကိုတက်ကမပြေးခင်မှာနောက်ကိုလှောင်ပြောင်တဲ့အကြီးနဲ့တစ်ချက်ကြည့်သွားပါတယ်။မကြခင်မှာပဲသူ့အဖေရဲ့အိမ်ကဆက်ကတ်ထဲကိုရောက်သွားပါတယ်။အဲ့ဒီမှာဖြော်ဖေးသမားတွေကမကြခင်ကျေးပါမဲ့မျက်လက်ရှိုးအတွက်လှုပ်ရှုပ်နေကြပါတယ်။အထဲကိုရောက်တဲ့ခါမှာတော့သူ့အဖေကိုအားသိအောင်လုပ်ပြီးဘန်ကျွေးဆက်မှာအထောက်ကူဖြစ်ဖို့$25ကိုစစ်လှုပ်ရှားစွာနဲ့ပေးပါတယ်။သူသားရဲ့အပြစ်ကင်းစင်ဖို့မြည်ပြီးစစ်လှုပ်ရှားသွားတဲ့အကာဘောကသူ့ကိုဒီဘက်ဆောင်ကိုလုံခြုံတင်ထားဖို့ပြောပြီးဘန်ကသူတို့စက်ကောက်ကိုပိတ်ပြစ်မှမဟုတ်ကြောင်းအာမခံလိုက်ပါတယ်။ဒီနေ့မှာသူတို့ကဘန်အရာရှိတွေရှေ့မှာကောင်းဆုံးဖျော်ဖြေပြမှာဖြစ်ပြီးသူတို့သဘောကျသွားရင်အကျွေးအတွက်အချိန်တိုးပေးလိုက်မယ်လို့ရှင်းပြပါတယ်။စာရီကိုမျက်လက်ဆရာကြီးတယောက်လို့ခေါ်ရင်အကာဘောကသူ့ရဲ့ကံကောင်းတဲ့သားလေးတာသူ့ဘေးမှာရှင်းဘသူမှသူတို့စက်ကောက်ကိုရှုံးနေအောင်မလုပ်နိုင်ဘူးလို့သူကပြောလိုက်ပါတယ်။အဲ့ဒီညနေမှာဘန်ဘာရှင်အာရဆန်နဲ့သူ့ရဲ့မန်နေဂျာတွေရောက်လာတဲ့အခါစင်နောက်မှာစိုးရိမ်နေတဲ့အကာဘောကိုစာဟီကအားပေးပါတယ်။သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်ခွန်အားဖြစ်ပြီးအတူတူရှိနေသူတွေဘသူမှဒုက္ခမပေးနိုင်ဘူးဆိုတော့သူတို့ရဲ့ဆောင်ပုတ်ကိုရွတ်လိုက်ကြပါတယ်။ခဏကြာမှတော့အကာဘောကစင်ပေါ်တက်ပြီးလက်မျက်လက်တွေကနေဖဲချက်မျက်လက်တွေအထိအရာရှိတွေကိုအထင်ကြီးအောင်စွမ်းဆောင်ပြပါတယ်။မကြခင်မှာစာဟီလည်းပါဝင်လာပြီးအခြားကလေးတွေနဲ့အတူဘောလုံးတွေမီးအိမ်တွေကိုကျွမ်းကျင်စွာကစားပြရင်လူအုပ်ကိုဖမ်းဆလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အကာဘောကဒီရှိုးရဲ့အခမ်းအနားဆုံးလူပြောက်မျက်လက်ကိုပြသဖို့ပြင်ဆင်လိုက်ပါတယ်။သူကစာဟီကိုတစ်တာထဲထည့်ပေးလိုက်ပြီးပြန်ဖွင့်လိုက်တဲ့ခါမှာတော့စာဟီပျောက်ကွယ်သွားပါတယ်။လူတိုင်းအော်သွားစီမှာပဲစာဟီကစင်ရဲ့အခြားတစ်ဖက်ကနေရုတ်တရက်ပေါ်လာပြီးအရာရှိတွေရှေ့ကိုကြာကြာနာဆင်းသက်လာပါတယ်။သူတို့ပို့ပြီးအထင်ကြီးတွေပေါ်အာဒါဇန်ရဲ့အိတ်ကက်ထဲကနေဖဲချက်တစ်ချက်ကိုနှိုက်ယူလိုက်ပေမဲ့အာဒါဇန်ကအဲ့ဒီဖဲချက်ကိုစပယ်ပေါ်မထီမဲ့မြင်လွှင့်ပစ်လိုက်ပါတယ်။ရှိုးပဲပြီးသွားတဲ့အခါအကာဘောကအရာရှိတွေကိုစီးအုံနိုင်ပြီလို့ယုံကြည်နေပေမဲ့အာဒါဇန်ကတော့အေးစင်းစွာနဲ့ပဲနေရာဖယ်ပေးဖို့စက်ကပ်ပိတ်ဖို့9ရက်အချိန်ပေးလိုက်ပါတယ်။အကာဘောကစက်ကတ်တစ်ခုကပေးနိုင်တဲ့အကောင်းဆုံးမျက်လက်တွေကိုပြသခဲ့တာဖြစ်ကြောင်းတောင်းပန်ပေမဲ့အာဒါဇန်ကဒါအဓိပ္ပာယ်မရှိတဲ့ရှိုးတစ်ခုဖြစ်ပယ်ချပြီးထွက်သွားတဲ့အတွက်အကာဘောတယောက်နှလုံးကြေခွဲစာနဲ့ကြံရိတ်ခဲ့ပါတယ်။အာဒါဇန်ထွက်သွားတဲ့အခါစာဟီကသူ့ကိုတားဖို့ကြိုးစားပြီးသူတို့စက်ကတ်ဟာအကောင်းဆုံးဖြစ်ကြောင်းနဲ့တနေ့မှာအောင်မြင်မှာဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့အာဒါဇန်ကဂယူးမဆိုင်တဲ့အတွက်စာဟီကဂယူးနာတက်ဖို့တောင်းပန်တဲ့အချိန်မှာအကာဘောကသူ့ကိုတားလိုက်ပြီးဘဝမှာဘသူရှိမှဒူမထောက်မတောင်းပန်တယ်လို့ပြောလိုက်ပါတယ်။မျောလင်းချက်မဲ့သွားတဲ့အကာဘောကတနက်တက်လက်ကိုထုတ်လိုက်ပြီးမျက်ရည်နဲ့ကြည့်နေတဲ့စာဟီကိုကြည့်ပါတယ်။ဗန်သမားတွေမင်းတို့ငရဲမှာပုတ်ဆင်သွားပါစေလို့ရေချိုပြီးနောက်သူ့ကိုယ်သူပြစ်တက်လိုက်ပါတယ်။တနက်တန်ပဲ့တင်ထွက်သွားပြီးဇလန်အနည်း20ကြာတဲ့အထိရှေ့တိုးသွားခဲ့ပါတယ်။အခုချိန်မှာတော့ရေရောက်ပြီးတမ်းမချောမောတဲ့စာဟီကအဒါဇန်အပေါကိုအမြင့်ပြတ်ဖြက်စီးဖို့ဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းနဲ့နိုးထလာခဲ့ပါတယ်။သူကသူ့အဖေရဲ့ဆောင်ပုံးနဲ့ကိုအားပေးလိုက်ပြီးနောက်တစ်ခါမှတော့အဒါဇန်ရဲ့ဝက်စတိုဘန်အော့ချီကာကိုပြသထားပါတယ်။အဲ့ဒီမှာအဖိုးကိုတယောက်ကအဆောက်အဦနောက်မှာတောင်းခံနေစဉ်မှာပဲကောင်းကင်ကနေငွေဆက်ကူတွေကမိုးရတယ်လို့ကြားလာခဲ့ပါတယ်။လူကြီးကငွေတွေကိုလူကောက်နေစဉ်မှာစာဟီကအဆောက်အဦပေါ်ကနေကျိုးနဲ့ဆင်းလာပြီးအဖိုးဝယ်ရှေ့မှာဆင်းသက်လိုက်ပါတယ်။ရဲတွေသူ့စီဝါလာတာကိုမြင်တော့စာဟီကအမြန်ပြေးပြီးအနီးမှာရှိတဲ့ဘန်ကားတွေကိုခုံဝင်လိုက်ပါတယ်။စက်ကမိုင်အတွင်းမှာပဲကားတွေနဲ့ရဲတွေကဘန်ကားကိုဝမ်းထားလိုက်ပေမဲ့ပေါက်ကွဲမှုဖြစ်ပြီးကားပွင့်ထွက်သွားကမီးတောက်တွေထဲကနေစာဟီကသူ့ရဲ့ဆိုင်ကန်နဲ့အလွယ်တကူရှေ့ထွက်လာပါတယ်။ရဲတွေကိုကြော်ပြတ်ပြီးစာဟီကအရှိန်မြင့်ကကုန်နေကားတစ်စီးအောက်ကိုကျွမ်းကျင်စွာရှော့တိုက်ဝင်သွားပါတယ်။ချီကာကိုလမ်းမပေါ်မှာရဲကားတွေဆိုင်ကယ်တွေကသူ့နောက်ကိုအပြင်းထန်လိုက်နေကြပြီးရဲတယောက်ကသူ့အနောက်ကိုကတ်လာတဲ့အခါစာဟီကဆိုင်ကယ်စီးသမားကိုကန်လိုက်တဲ့အတွက်သတင်းစာအယောင်ဆိုင်ထဲကိုလင်းဆင်သွားခဲ့ပါတယ်။ရဲတွေကိုမျက်ခြေပြက်ပြီးနောက်သူကလမ်းအောက်ထဲကိုဝင်သွားတဲ့အခါရဲတွေကတန်ဆူကလုတ်တွေခင်းထားရမယ်သူကဆိုင်ကယ်ကိုတစ်ဖက်လှည့်ပြီးလမ်းမဘက်ကနေကားတွေကိုရှောင်ခွင့်မောင်းနေသွားပါတယ်။ရှေ့မှာရဲကားတွေကထပ်ပိတ်ထားရမယ်စာဟီကကျင်းမြောင်းတဲ့ကြားထဲကနေတာရီဖြတ်မောင်းသွားပြီးလူသားလမ်းကနေတစ်ဆင့်လမ်းမကြီးပေါ်ကိုပြန်တက်ကကားပိုင်ကင်တစ်ခုတည်းကိုဝင်သွားပါတယ်။ရဲတွေကဝင်အထွက်တွေကိုပိတ်ပြီးသူ့ကိုဖမ်းဖို့ပြေပေမဲ့စာဟီမှာအခြားအစီအစဉ်ရှိပါတယ်။သူကဘေးကအစာအုပ်တစ်ခုနဲ့ချိတ်ဆက်ထားတဲ့ကေဘယ်ဂျိုးတစ်ခုမှချိတ်ဆက်လိုက်ပြီးဆိုင်ကယ်ကိုကျိုးပေါ်မှာအတက်ပညာရှင်တယောက်လိုစီးသွားပါတယ်။အခြားတစ်ဖက်ကိုရောက်တဲ့အခါမှာတော့လှေကားအိမ်တိုင်းစီးပြီးနောက်လက်စီလက်တလို့ပျောက်ကွယ်သွားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့အိန္ဒိယလူနေထူထပ်တဲ့ရက်ကွက်တစ်ခုကိုရောက်သွားပါတယ်။အဲဒီမှာနမဲကြီးလူမိုက်တယောက်ကရဲရရှိအလီကိုစောက်ထိုးဆွဲသွားပါတယ်။သူကစီနီယာဂျေးရဲ့အကြောင်းပြောပြမယ်လို့ဂရီပေးမှသူ့ကိုလွတ်ပေးမယ်လို့ပြောရင်ပဲအလီကလူမိုက်ကိုပြောင်းချောနောက်ပြောင်ပြီးစော်ကားလိုက်ပါတယ်။လူမိုက်ကစိတ်မရှိပဲပြစ်တက်တော့မဲ့ချိန်မှာပဲတတိုင်းကြီးပေါက်ကွဲသွားပြီးဂျေးဝင်လာပါတယ်။
လူရန်ကကောက်ကောင်းနဲ့ဝင်လာမယ်လို့ထင်ထားရပဲသူကအိုးဝေတစည်းနဲ့ရောက်လာပြီးအလီကိုဝိုင်းထားတဲ့လူမိုက်တွေကိုတိုက်ပစ်လိုက်ပါတယ်ဂျေကလူမိုက်တွေကိုတိတိကျနှိမ်နေပြီးအလီကလည်းစိုက်ကားပေါ်ကိုခုန်တက်လိုက်ပါတယ်လူမိုက်တွေကလိုက်ကြတဲ့ကဂျေကစိုက်ကားကိုအင်ခါမိုးတွေပေါ်ကနေကြော်လာမောင်းနေသွားပါတယ်လမ်းပေါ်ပြောင်းတဲ့အခါလူမိုက်တွေကဓာတ်တွေတန်တုပ်တွေနဲ့တိုက်ခတ်ကြပါတယ်ဂျေနဲ့အလီတို့ကတယောက်ပြီးတယောက်ကန်ထုတ်လိုက်ကြပြီးနောက်ဆုံးတယောက်ကိုတော့ဂျေကကန်လိုက်တဲ့အခါလေကာမော်ဖောက်ပြီးလွှတ်ထွက်သွားခဲ့ပါတယ်နောက်ထပ်သွားတဲ့အခါလူမိုက်တွေကလမ်းပိတ်ထားတဲ့အတွက်ဂျေကအရှိန်မြင့်လိုက်ပေမဲ့စိုက်ကအဲ့ဒီညမှာပဲဘိန်းတွေပေါက်လက်ကနေကျုပ်ပြီးပျက်စီးသွားပါတယ်လူမိုက်တွေကသူတို့နောက်ကိုလိုက်ကြပြီးဂျေကိုဝိုင်းဖမ်းတဲ့အခါဂျေကသူ့ရဲ့မယုံနိုင်စရာခွန်အားတွေနဲ့သူတို့ကိုတယောက်ပြီးတယောက်အလဲထိုးလိုက်ပါတယ်အလီကလည်းဆိုင်ကယ်ဒဇီးနဲ့ပိုစတာကိုဖောက်ထွက်လာပြီးဂျေကဆိုင်ကယ်ပေါ်ခုန်တက်ကတန်တုံးနဲ့ကြံတဲ့လူမိုက်တွေကိုနှိမ်နှင်းလိုက်ပါတယ်နောက်ဆုံးမှလူမိုက်ခေါင်းဆောင်ခါမိုးပေါ်ကနေခုန်ချတိုက်ခိုက်ပေမဲ့ဂျေကလေထဲမှာပဲလက်သီးနဲ့ထိုးလိုက်တဲ့အတွက်အောက်ကလဲပေါ်ပြုတ်ကျသွားခဲ့ပါတယ်ကယ်လီဖိုးနီးယားမှာတော့ရဲအရာရှိမှလေဗစ်တိုရီယာအန်ဒါဆန်နဲ့တွေ့ဖို့ဘန်ကိုရောက်လာခဲ့ပါတယ်အာဒါဆန်ကဘန်ဟာတနေ့အတွင်းနှစ်ချိန်တိုင်ဓမြတိုက်ခံခဲ့ရပြီးတခိုးကိုအခုထိမဖမ်းနိုင်သေးတဲ့အတွက်ဒေါသထွက်နေပါတယ်။သူကဗစ်တိုးရီယာကိုငွေတိုက်ခန်းနဲ့ခေါ်သွားပြီးစာဟီချန်လာခဲ့တဲ့လူပြမျက်နှာဖုံးနဲ့သူ့အဖေရဲ့နောက်ဆုံးစကားဖြစ်တဲ့ဗန်သမားတွေမင်းတို့ငရဲမှာပုတ်ဆင်သွားပါလိဆိုတဲ့စာသွားကိုပြပါတယ်။အဲ့ဒီညမှာစာဟီယာ Great India စက်ကတ်ရှိမှရက်နေပါတယ်။ငယ်ဘောအမတ်တရားတွေနဲ့သူ့အဖေတည်ဆုံးခဲ့ရတဲ့ဝမ်နဲစရာတွေကိုပြန်တရိရနေပြီးလက်စားချီလိုတဲ့မိတော့တွေသူ့မျက်လုံးထဲမှာတောက်လောင်နေပါတယ်။သူ့အဖေကိုသူပြန်လာပြီဖြစ်ကြောင်းနဲ့အာဒါဇန်နဲ့သူ့ဘောကိုအမြင့်ပြောင်းလုပ်မယ်လို့တိတိစိတ်ကတိပေးလိုက်ပါတယ်။နောက်တနေ့မနက်မှာအေရီယာအရာရှိဂျေနဲ့အလီတို့ကိုဒီတခိုးကိုဖမ်းဖို့ကယ်လီဖိုးနီးယားရဲတွေကခေါ်လိုက်ပါတယ်။သူတို့တခိုးကြောင်းဆွေးနွေးနေတော့မှပဲဆိုင်ကစီးသမားတယောက်ကစတိုင်ကြရောက်လာပါတယ်။အိုးထုတ်ချွတ်လိုက်တဲ့ကသူတို့ကိုလာကြတဲ့ဗစ်တိုရီယာဖြစ်နေပြီးသူမရဲ့အလောက်အမြင်နဲ့အလီကသူမနဲ့အိမ်အောင်ကြပြီးကလေးတွေရနေတဲ့အထိစိတ်ကူးရင်လိုက်ပါတယ်။ဒါပေမဲ့ဗစ်တိုရီယာဂျေကိုပဲအောင်ဆိုင်နေမြင်တော့သူ့စိတ်ကူးတွေပြတ်သွားပါတယ်။ဒါတော့အလီကသူ့ရဲ့လွယ်မားတွေနဲ့အင်္ဂလိပ်စကားတွေနဲ့သူမကိုဖွန်ချောင်ဖို့ကြိုးစားနေပြီးသူကပဲဆရာကြီးဖြစ်ကြောင်းနဲ့တခိုးကိုသူတော်တဲ့ဖမ်းပြမဲ့ကြောင်းကိုလိန်ပြောနေပါတယ်။သူကသူမနောက်မှာဆိုင်ကယ်လိုက်စီဖို့မျောလင့်နေပေမဲ့ဂျေကသူ့ကိုဘတ်စကားပေါ်မှာထားခဲ့ပြီးဗစ်တိုရီနာအတူဆိုင်ကယ်နဲ့ထွက်သွားပါတယ်။ဇလန်ကစက်ကတ်စီကိုပြန်ရောက်သွားပြီးစာဟီကသူ့အဖေရဲ့အိမ်မက်ကိုပြန်လဲအတော့သွင်းကအောင်မြင်တဲ့စက်ကတ်တစ်ခုဖြစ်အောင်လုပ်ထားတာကိုတွေ့ရပါတယ်။ရှိုးပြဖို့ရပ်ပိုင်မဲ့လူတော့ရမယ်စာဟီကကျွမ်းကျင်တဲ့မျိုးသမီးဖြုတ်ပြေးမှတယောက်လိုနေပါတယ်။မန်နေဂျာကိုရှာခိုင်းနေတော့အာလီယာလို့ခေါ်တဲ့မင်္ဂလိတယောက်ရောက်လာပြီးလုံချိုရေးနဲ့ရန်ဖြစ်နေပါတယ်။မန်နေဂျာကသူမအချင်းချင်းလာရွေးခံမိမဲ့ပယ်ချခံရသူဖြစ်ကြောင်းစာဟီကိုပြောပြပါတယ်။ဒါပေမဲ့သူမကလုံချိုရေးတွေကိုတွန်းဖယ်ပြီးနောက်ဆုံးခွင့်ရတစ်ချိန်ပေးဖို့စာဟီကိုတောင်းပန်ပါတယ်။သူမရဲ့ဇွဲကိုမြင်တော့စာဟီကစိတ်မပါပဲ9မိနစ်အချိန်ပေးလိုက်ပြီးအခုချိန်ထက်အငင်းခံရရင်ဘယ်တော့မှပြန်မလာဘူးတတိပေးလိုက်ပါတယ်။အာလီယာကားပြတာကိုစာဟီကတိတ်ဆိတ်ထိုင်ကြည့်နေပြီးသူမစင်ပေါ်တက်လိုက်တာနဲ့အခန်းတစ်ခုလုံးဇွမ်းအင်းတွေပြည့်သွားကသူမရဲ့လှပတဲ့လှုပ်ရှားမှုတွေရရင်နဲ့ဂျွန်ဘာပညာတွေကစကွတ်အသင့်တော်ဆုံးဖြစ်နေပါတယ်။အစမှာရိုးရိုးဝတ်စားနေဖို့ပြင်းစရာကောင်းမယ်ထင်ရပေမဲ့သူမဝတ်စားတွေတလာချင်းချွတ်ချလိုက်တဲ့ခါမှာတော့လူတိုင်းအော်သွားတဲ့အလားနဲ့ကျွမ်းကျင်မှုကိုတွေးလိုက်ရပါတယ်။သူမရဲ့ဖြိုပြမှုကကျွမ်းကျင်မှုဆွဲဆောင်မှုနဲ့မကြောက်မရွံ့လှုပ်ဆောင်ချက်တွေပေါင်းစပ်နေပါတယ်။ပြီးဆုံးသွားတဲ့အခါစာဟီကသူမရဲ့အရေးကြီးကိုချီကျူးလိုက်ပြီးခေါင်းဆောင်မင်းသမီးဖြစ်ချက်ချင်းခန့်အပ်လိုက်ပါတယ်။ဘန်မာတော့ဂျေသူ့အဖွဲ့နဲ့အာဒါဆန်တို့ကအမှုကြောင့်ဆွေးနွေးနေကြပြီးဒီတခိုးကဒီဘန်ကိုပဲပြစ်မှတ်ထားပြီးမိုးတီးတဲ့စာသားတွေခြံထားခဲ့ရကြောင်းပုတ်ကွယ်ရရန်ညိုးရှိသူဖြစ်နိုင်တယ်လို့ဂျေကယူဆပါတယ်။တစ်ဖက်မှာလည်းစာဟီကသတင်းထဲမှာဂျေကတခိုးကလူမိုက်တယောက်ပဲငါရှိတယ်လို့တက်ခိုးရင်အဲ့ဒါသူ့ရဲ့အကြီးမားဆုံးအမှားပဲလို့ပြောနေရကိုကြည့်နေပါတယ်။စာဟီကရဲစကန်ကိုတိုက်ရိုက်သွားပြီးဂျေနဲ့တွေးဆုံကတခိုးကိုသူတီချောင်းနဲ့ကိုကြီးဖမ်းပေးနိုင်ကြောင်းပြောပါတယ်။ဂျေရဲ့ရုံကန်ထဲမှာသူကအရင်ကစက်ကပ်ပါအတူလောက်ခဲ့မှုတဲ့လူပြက်ဆိုတဲ့လူတယောက်ရဲ့ပုံဟောင်းတွေကိုပြပါတယ်။စာဟီကဇလန်းစင်ပြီးအဲ့ဒီလူကအထီးကျန်သူဖြစ်ကြောင်းနဲ့သူ့အဖေတည်ဆုံးသွားပြီးနောက်ဗန်သမားတွေကိုမုံတီသွားကြောင်းပြောပြပါတယ်။ဘာလို့သူ့တငယ်ချင်းကိုဖမ်းခိုင်းတာလဲလို့ဂျေကမေးတဲ့အခါစာဟီကသူ့အပေါ်ကျေးဇူးတွေရှိပြီးရဲကဖမ်းလိုက်ရင်သူတက်ညာတဲ့အပြစ်ပဲရမှာစိုးလို့ပါလို့လိန်ပြောတဲ့အတွက်ဂျေကယုံသွားပြီးသူ့အကူအညီကိုရဖို့သဘောတူလိုက်ပါတယ်။နောက်တစ်နေ့မှာစာဟီကရဲစခန်းကိုပြန်လာပြီးအစီအစဉ်တွေဆွဲကြပြီးဂျေကဘန်ရဲ့တောကျရင်နဲ့ပတ်စံတွေရှိမဲ့အစီအစဉ်ကိုပြောပြတဲ့အခါအဲ့ဒါကိုစာဟီကလွှတ်ကင်မရာနဲ့အကုန်မှတ်တမ်းတင်ထားပါတယ်။သူ့ရည်ရွယ်ချက်ကဂျေကိုကူညီဖို့မဟုတ်ပဲဂျေရဲ့အစီအစဉ်ကိုတည်ထားပြီးတလန်းတောင်လုပ်ဖို့ဖြစ်ပါတယ်။၃ရက်ကြာမှစာဟီကဂျေကိုဖုံးဆက်လိုက်ပြီးကလောင်ဒေးမှာတခိုးကခိုးလိုက်မယ်လို့ပြောပါတယ်။သူကတော့စက်ကရှိုးနဲ့လှုပ်ရှိုးနေမှာဖြစ်တဲ့အတွက်ဂျေကိုပဲကန်ကောင်းပါစေလို့ပြောပြီးဖုံးချလိုက်ပါတယ်။နောက်တစ်နေ့မှာဂျေကအလီကိုဘန်ပြမှာစောင့်ခိုင်းမိမယ်။အလီကကောင်မလေးနဲ့စကားပြောနေတာဖြစ်တဲ့အတွက်ဂျေကစူပူချေးမောင်းလိုက်ပါတယ်။ဂျေထွက်သွားပြီးခဏကြာမှပဲငွေဆက်ကူတွေမိုးရတယ်လို့ကြားလာပြီးဘန်ထဲမှာရုံရင်းဆန်ကတ်တွေဖြစ်သွားပါတယ်။အဆောင်တွေကစာဟီကိုမြင်ပြီးလိုက်ဖန်းအာကနေခေါမိုးပေါ်ကိုရောက်သွားပါတယ်။စာဟီကပိတ်မိနေပြီလို့ထင်ရပေမဲ့ကေဘယ်ကျိုးတစ်ခုကိုတုံးလိုက်ပြီးအဆောက်အဦပေါ်ကနေကုန်ချသွားခဲ့ပါတယ်။အားရောက်တဲ့အခါသူကမြောက်ကန်းတစ်ခုထဲဝင်သွားပြီးခဏကြာမှဆိုင်ကနေပြန်ထွက်လာကရဲတွေရှေ့မှာအပြင်းထန်မောင်းပြေးသွားခဲ့ပါတယ်။လူစီကားတဲ့လမ်းမတွေပေါ်မှာစာဟီကရဲတွေကိုကြော်ဖြတ်ပြီးလူသားလွှမ်းနဲ့ဝင်သွားတဲ့အခါ
အလီယာရှိရနေစောင့်နေပါတယ်။စာဟီကအရှိန်မလျှော့ပဲအလီယာဘေးကနေလက်မအနေငယ်ကွာမှာပဲဆိုင်ကယ်ကိုစတန့်ထွင်ပြီးဖြတ်မောင်းသွားပါတယ်။အလီယာလည်းရှောင်နေလိုက်ရပြီးသူ့နောက်ကိုလိုက်တဲ့ခါမှာတော့ဂျေးလည်းလိုက်ပါလာခဲ့ပါတယ်။တရားပေါ်မှာရဲတွေကနှစ်ဖက်ညက်ပိတ်ထားတဲ့အတွက်စာဟီကပိတ်မိနေပြီးတရားပွင့်လာတဲ့ကစာဟီကဂျေးစီကိုရှော့ချလာခဲ့ပါတယ်။ဒါပေမဲ့စာဟီကဆိုင်ကယ်ကိုအရှိန်မြင့်ပြီးတရားပေါ်ကနေခုန်ချလိုက်ပါတယ်။လေထဲမှာပဲဆိုင်ကယ်ကရေပေါ်စီးဆိုင်ကယ်အဖြစ်ကိုချက်ချင်းပြောင်းသွားပြီးရေထဲမှာမောင်းပေးပါတယ်။ဂျေးကဆက်လီနဲ့လိုက်ပြီးအလီယာလည်းအခြားတစ်ဖက်ကိုရောက်ဖို့အတွက်ဆက်လေတကြီးပေါ်ကိုခုန်တက်လိုက်ပြီးအထဲမှာချောမောတဲ့ကောင်မလေးနှစ်ယောက်ကိုတွေ့တဲ့အတွက်စိတ်ကူးရှင်လိုက်ပြန်ပါတယ်။စာဟီကအဲ့ဒီဆက်လေကိုဝင်တက်ပြီးကြော်ဖက်သွားတဲ့အခါကောင်မလေးတွေပေါ်ပြုတ်ကျလာတဲ့အတွက်အလီယာသဘောကျနေပေမဲ့ဂျေကတော့စိတ်ပြတ်နေပါတယ်။စာဟီကလမ်းမပေါ်ပြန်တက်ပြီးလက်စည်းလိုပြေးထွက်သွားခဲ့ပေမဲ့လက်မလျှော့ချင်တဲ့ဂျေကရဟရင်နဲ့လိုက်ကစာဟီကပခုံးကိုတနက်နဲ့ပြစ်လိုက်နိုင်ခဲ့ပြီးစာဟီကလမ်းအောက်ထဲမှာဝင်သွားပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီညမှာစာဟီကအလီယာနဲ့တူရှိုးပွဲဖွင့်နေပြီးသူရဲ့ဖြော်ပြမှုကပရိသတ်ကိုမှင်သက်စေခဲ့ပါတယ်။နောက်ဆုံးမှာစာဟီရဲ့လူပြောက်မျက်လက်ကိုပြပါတယ်။သူကတစ်တာထဲဝင်ပြီးချက်ချင်းပျောက်ကွယ်သွားကခမ်းမရဲ့အခြားတစ်ဖက်မှာပြန်ပေါ်လာတဲ့အကွက်ကြောင့်ရှိုးကအကြီးကျယ်ကိုအောင်မြင်သွားခဲ့ပါတယ်။စင်နောက်မှာအာလီယာကဂုံပြုတ်ပေမဲ့စာဟီကဂယုမဆိုင်ပဲထွက်သွားပါတယ်။အဲ့ဒီချိန်မှာဂျေနဲ့အလီတို့ရဲဖွဲ့ရောက်လာပြီးဂျေကစာဟီကိုတခိုးလို့ဓာတ်ရိုက်ဆွဆွဲပါတယ်။စာဟီကညင်းပေမဲ့ဂျေကသူ့ရဲ့ပခုံးကတနက်တန်ရာကိုပြဖို့တဲ့အင်ကြီးချုပ်ခိုင်းတဲ့အခါစာဟီကချွတ်ပတ်လိုက်တဲ့အတွက်ဘာရယာမှမရှိတာကိုတွေ့ရပါတယ်။စကင်နာနဲ့စစ်ကြည့်လဲဘာမှမတွေ့ရတဲ့အတွက်ဂျေကအအော်ဒေါသထွက်သွားပါတယ်။သူကစာဟီရဲ့မျက်နှာကိုမြင်ခဲ့တာတေးကြပေမဲ့ဘာလို့ဒဏ်ရာမရှိတာလဲဆိုတာသူမသိပဲဖြစ်နေပါတယ်။စာဟီကတော့သူကမျက်လက်ဆရာမလို့ဘာမှမဆိုဖြစ်နိုင်တယ်လို့လှောင်ပြုံးနဲ့ပြောတဲ့အခါဂျေကတော့စာဟီကိုတနေ့ဖမ်းပြမယ်လို့ကြတိပေးလိုက်ပြီးထွက်သွားပါတယ်။အဲ့ဒီနောက်စာဟီကသူ့အိမ်ကိုပြန်သွားပြီးမှန်ရှိမှထိုင်နေပါတယ်။ခဏအကြာမှာတော့အဲ့ဒါမှန်တဲ့အရေးမဟုတ်ပဲသူ့ရဲ့အမွှာညီအကိုဖြစ်တဲ့စမာဖြစ်နေရကိုတွေ့ရပါတယ်။စမာရဲ့ပခုံးမှာတော့တနက်တန်ရာရှိနေပြီးစမာကတော့ဒါသူတို့ရီမန်းချက်နဲ့ရှင်ဘာမှမဟုတ်ဘူးလို့ပြောပါတယ်။ဇလန်ကအတိတ်ကိုပြန်သွားပြီးစာဟီနဲ့စမာတို့ကငငယ်ကလေးကသူတို့အဖေရဲ့လူပြောက်မျက်လဲမှာကိုညီခဲကြတာဖြစ်ပြီးစမာကတစ်တာထဲမှာဘုံနေတဲ့ကစာဟီကအခြားတစ်ဖက်ကထွက်လာတာဖြစ်ပါတယ်။စမာဟာအပြစ်ကင်းစင်ပြီးစကားထက်တဲ့ကောင်လေးတယောက်ဖြစ်တဲ့အတွက်သူတို့အဖေကစမာကိုကဘာကြီးကနေဖုံးကွယ်ထားခြင်းခဲ့ပါတယ်။သူတို့အဖေတေပြီးနောက်မှာတော့စာဟီကစမာကိုဖခင်တယောက်လိုရောအကိုတယောက်လိုပါစောင့်ရှောက်ခဲ့ပါတယ်။လက်ရှိမှာတော့စာဟီနဲ့စမာတို့ကရဲတို့လှည့်စားဖို့တလဲချင်းလူချင်းလဲလှုပ်ဆောင်ကဗန်ထဲမှာချက်လက်တွေယူတာစာဟီဖြစ်ပြီးအပြင်မှာခိုးတာစမာဖြစ်ပါတယ်။ကယ်လီဖိုးနီးယားရဲတွေကဂျေနဲ့အလီကိုအမှုကနေထုတ်ပယ်ပြီးအိန္ဒိယကိုပြန်ခိုင်းပါတယ်။ဒါပေမဲ့ရှုံးမပေးချင်တာကြောင့်ဂျေကစက်တွေပေါ်ဆုံးဖြတ်ပြီးဗစ်တိုရီယာအိမ်မှာနေကအမှုကိုဆက်လက်စုံစမ်းပါတယ်။တစ်ဖက်မှာလည်းစမာကသူ့အဖေရဲ့ဒဏ်ရာရည်ထဲမှာသူ့ရဲ့ခံစားချက်တွေကိုရေးနေပြီးသူကအလီယာကိုချစ်နေပေမဲ့သူ့ကိုယ်သူလူသိရှင်ညာထုတ်မပြနိုင်တဲ့တော့ဝမ်းနည်းနေပါတယ်။နောက်တစ်နေ့မှာဂျေကစက်ပင်သမားအဖြစ်စက်ကတ်ထဲကိုခိုးဝင်ပြီးစမာကဓာတ်လေကားတွေဝင်သွားတာကိုမြင်တော့ဂျေကဓာတ်လေကားအမိုးပေါ်ကနေတက်လိုက်သွားခဲ့ပါတယ်။အဲဒီမှာစာဟီနဲ့စမာတို့ကအမွှာတွေဖြစ်ကြောင်းဂျေသိသွားပါတယ်။စမာတနင်္ဂနွေနေ့မှာပဲအပြင်ထွက်ခဲ့ရှိတာကိုတည်သွားတဲ့အခါဂျေကစမာရဲ့အပြင်ကင်းစင်မှုကိုအသုံးချပြီးတက်တေရှာဖို့အစီအစဉ်ဆွဲပါတယ်။နောက်တစ်နေ့တနင်္ဂနွေနေ့မှာစမာအပြင်ထွက်ကလွတ်လပ်မှုကိုပျော်ရွှင်စွာခံစားနေအောင်အလီကဂျစ်စပယ်တို့ဖြစ်အသွင်ပြောင်းပြီးစန်ရှင်လုံးနေတဲ့စိုက်ပါဘာကာသွားရပါတယ်။ဂျေကတော့တဒေါင်စားအဖြစ်ဟန်ဆောင်ပြီးအစီအစဉ်တိုင်းစမာနဲ့ရင်းနှီးအောင်လှုပ်ဆောင်ပါတယ်။စမာကဂျေကိုဘာကာမြကျွေးပြီးသူတို့နဲ့တငယ်ချင်းတွေဖြစ်သွားရပါတယ်။နှစ်ယောက်သားတူတူရှောက်လဲသွားကြပြီးတငယ်ချင်းရပြီလို့ထင်တဲ့စမာဂျေကိုစက်ကလက်မှတ်တွေတောင်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းစာဟီကတတိတယောက်အဖြစ်အသွင်ပြောင်းပြီးအန်ဒါဆန်ရဲ့ပေါကိုသွားပါတယ်။သူ့ရဲ့ငယ်ဘောပစ္စည်းတွေနဲ့အဲ့ဒီ$25ကိုပြန်ယူရင်းဘာကိုဖြစ်စီမဲ့အကြောင်းတိတိစိတ်ပြောခဲ့ပါတယ်။နောက်တစ်ပတ်တနင်္ဂနွေမှာဂျေကစမာနဲ့ထပ်တွေ့ပြီးဂျေကအလီယာစမာရဲ့ရီစာလာကိုမေးတဲ့ခါမှာတော့စမာကဝန်ခံခဲ့ပါတယ်။ဒါပေမဲ့အလီယာတိတာစာဟီကိုပဲဖြစ်လို့စမာစစ်ပစ်ကောင်းဖြစ်နေပါတယ်။ဂျေကစမာကိုအလီယာစီပါဝန်ခံဖို့တိုက်တွန်းပြီးဒါကစမာကိုလှည့်စားဖို့ဂျေရဲ့အစီအစဉ်ဖြစ်ပါတယ်။စမာကစိတ်လှရှားတာနဲ့စာဟီစီကိုပြန်သွားပြီးဒီညရှိုးဝေးမှာသူကိုယ်တိုင်ကပ်ပြကြည့်တယ်လို့ပြောပါတယ်။စာဟီကညင်းပေမဲ့စမာကစိတ်ဆိုးမှဆိုတောင်းဆိုအကြောင်းစာဟီကခွင့်ပြုလိုက်ပါတယ်။အဲ့ဒီညမှာစမာကအလီယာနဲ့တူကပ်ပြပြီးအလီယာဒီနေ့စာဟီကအရင်ကားနဲ့ပတူပါနှွေးထွေးနေတဲ့အတွက်သဘောကျကြောင်ပြောပြီးဒိတ်ဖိတ်တဲ့ကစမာကသဘောတူလိုက်ပါတယ်။စာဟီကဒါကိုသိသွားတဲ့ကစမာကိုတားပါတယ်။အလီယာတီးတာစာဟီဝယ်ဖြစ်ပြီးစမာရဲ့စကားထစ်တာကိုတီးသွားရင်အကုန်ပျက်စီးကုန်မယ်လို့ပြောပါတယ်။နှစ်ယောက်သားညင်ပွားနေရင်စာဟီကစမာကိုရိုက်လိုက်တဲ့အခါမှာတော့စမာကနှလုံးသားကြည်ခွဲစာနဲ့ထွက်သွားပြီးအလီယာနဲ့တွားတွေ့ပါတယ်။အလီယာကသူ့ရဲ့အပြစ်ကင်းစင်တဲ့ပုံစံပိုးသဘောကျကြောင်ပြောပြီးသူ့ကိုနမ်းလိုက်တဲ့အခါစမာကအရန်ပျော်သွားပါတယ်။အဲ့ဒီနောက်မှာတော့စမာကဂျေနဲ့တွားတယ်ပြီးအလီယာနဲ့ဆင်ပြေတဲ့အကြောင်းပြောပြတဲ့အခါဂျေကသူ့ရဲ့မုတ်စိတ်အတူကိုကျူပြီးသူ့ကိုယ်သူရဲရရှိမှဖွင့်ပြောလိုက်ပါတယ်။ဂျေကသူတို့ညင်ကိုကြောင့်ကုန်တီချောင်းနဲ့အဖမ်းခံဖို့ပြောတဲ့အခါရုတ်တရက်စမာရဲ့အမူအရာပြောင်းသွားပြီးအဲ့ဒါစမာမဟုတ်ပဲစာဟီဖြစ်နေပါတယ်။စာဟီကစမာနောက်ကိုလိုက်နေရဖြစ်ပြီးစမာကိုမေးလဲအောင်လုပ်ကဝက်စားလဲပြီးလာတွေ့တာဖြစ်ပါတယ်။စာဟီကဂျေကိုရိုလာကိုစတာတန်လန်းမှာခြိထားခဲ့ပြီးဘန်ကိုသွားဖြက်စီးပါတယ်။
ရိုလာကိုစတာမရောက်နိုင်ခင်မှာပဲအလီကရောက်လာပြီးဂျဲကိုကယ်တင်လိုက်နိုင်ပါတယ်။တစ်ဖက်မှာတော့စာရီနဲ့စမာတို့ကဘန်ကိုနောက်ဆုံးချိန်တိုက်ခိုက်ဖို့ပြင်ဆင်နေကြပါတယ်။သူတို့ကဘန်ထဲမှာ gas တွေလွှတ်ပြီးလူတွေကိုဖယ်ရှားကဘန်ကိုဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ရဲတွေလိုက်ဖမ်းတဲ့အခါသူတို့ကဆိုင်ကယ်နဲ့ကျွမ်းကျင်စာမောင်းပေးပါတယ်။စာရီနဲ့စမာတို့ကလမ်းခွဲပြီးမောင်းနေတဲ့အတွက်ရဲတွေမျက်စိလဲကုန်ပါတယ်။စာရီနဲ့စမာကလမ်းခွဲမောင်းပြီးတော့မြေပုံကြီးကနေရာတစ်ခုမှာကတ်ရှောင်လိုက်တဲ့အတွက်ရဲကားတွေချင်းချင်းတိုက်မိကုန်ပါတယ်။စာရီရဲ့နောက်ကိုဂျီကလိုက်လာပြီးနှစ်ယောက်သားဆိုင်ကယ်တီးစီးနဲ့တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာစာရီကဂျဲကိုလဲထိုးနိုင်ခဲ့ပေမဲ့မတဖက်လွတ်ပေးခဲ့လိုက်ပါတယ်။နောက်တစ်နေ့မှာရဲတွေကအလီယာကိုဖမ်းဆီးပြီးသူတို့လမ်းကိုပိတ်လိုက်ပါတယ်။စာရီကအမြန်ထွက်သွားဖို့ပြောရမယ်စမာကအလီယာကိုထားခဲ့ပြီးထွက်မသွားနိုင်ဖြစ်နေတော့မှပဲအခြားတစ်ဖက်ကနေဂျီကပိတ်ရက်လိုက်ပါတယ်။စာရီကရှုံးပေးလိုက်ပြီးဂျဲစီကိုတော့ကအချက်လက်တွေပါတဲ့ disk ကိုပေးပါတယ်။သူကစမာမှာအပြင်းမရှိကြောင်းနဲ့သူ့ကိုလွတ်ပေးဖို့တောင်းဆိုတဲ့အခါစမာရဲ့အကြောင်းကိုသိတဲ့ဂျီကသဘောတူလိုက်ပါတယ်။စာရီကစမာစီကိုပြန်သွားပြီးစမာကိုအခုတော့မင်းလွတ်လပ်ပြီးအာလျာနဲ့တူပြောနေတော့လို့ပြောပြီးစေဘွားနဲ့ခုန်ချလိုက်ပါတယ်။ဒါပေမဲ့စမာကစာရီရဲ့လက်ကိုဖမ်းထားလိုက်ပါတယ်။စာရီကသူ့ကိုလွတ်ဖို့ပြောပေမဲ့စမာကညီကိုလေးဆိုတော့အမြဲတူရှိရမယ်ဆိုတဲ့အဖေရဲ့စကားကိုသတိရပြီးစာရီနဲ့တူစေဘွားနဲ့ခုန်ချက်ကအတူတူတေဆုံးသွားကြပါတယ်။စသိန်းမှာတော့အာတာဆန်ပန်အကြီးကျယ်ပျက်စီးပြီးပိတ်လိုက်ရတာကြောင့်ညီကိုနှစ်ယောက်ရဲ့ဂရီကပြေးပေါ်သွားပြီးရုပ်ရှင်ကလည်းဒီမှာတင်ပြီးဆုံးသွားခဲ့ပါတယ်။